Okay, resolution Ferraro nine unit 15. Present perfect. Present perfect. Present perfect ka jaro two ka has have plus verb 3 past participle ne tong yare. Past participle so verb 3 ကိုပြောတာပေါ့နော် Present perfect ka has a plus verb 3. သူကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် action က past မှာဖြစ်တယ် action ကသူက past မှာဖြစ်တယ်ဒါပေမဲ့ result က action က past မှာဖြစ်ပေမဲ့ result ကကျတော့ present မှာဖြစ်တယ်အဓိကသူက present က result ကိုအဓိကပြောချင်တာဒါပေမဲ့လှုပ်ဆောင်မှုဒီ action ကတော့ past မှာဖြစ်ခဲ့တာမျိုးတစ်ချက်ကြည့်ကြည့်အောင် his shoes are dirty သူရဲ့ shoe ဖက်နှက်တွေညစ်ပေနေအဲ့တော့ he is cleaning his shoe သူရဲ့ shoe ဖက်နှက်တွေတန့်ရှင်းရေးလုပ်နေတယ်တဲ့ he has cleaned his shoe ဆိုလို့ရှိရင်သူတန့်ရှင်းရေးလုပ်ပြီးသွားပြီအဓိကပြောချင်တာအခုသူရဲ့ shoe ဖက်နှက်တွေတန့်ရှင်းပြီးသွားပြီသူရဲ့ shoe ဖက်နှက်တွေတန့်ရှင်းသွားပြီဆိုတာကိုပြောချင်တာ they are at home သူတို့အိမ်မှာရှိရဲ့ they are going out သူတို့အပြင်သွားတယ်ဆိုတော့ they have gone out လို့ပြောလိုက်လို့ရှိရင်အိမ်မှာလူမရှိဘူးသူတို့အပြင်သွားလိုက်ကြပြီဆိုတာကိုပြောချင်တာ Okay resolution has have plus verb 3ရကြတော့ present perfect ဖြစ်ပါတယ် I we you they အများတွေအကုန်လုံးကို have not positive sentence ရိုးရိုးဝါကျဆိုရင် have နဲ့တော့မယ် negative အငြင်းဝါကျဆိုရင် have not haven't လို့လည်းဖတ်တယ် haven't he she it အနေတစ်ခုကင်းနေဆိုရင် has နဲ့တော့မယ် has not hasn't question ဆိုရင် hyphen verb have has က subject တွေဖြစ်တဲ့ I we you they he she it ရဲ့အရှိကိုရောက်လာမယ် regular verbs irregular verb ကတော့ Ferraro လေ့လာခဲ့ကြပြီးပြီ regular verb က ed ပေါင်းထည့်ရတဲ့ verb တွေ irregular verb က ed ပေါင်းထည့်ရတာမဟုတ်ပဲねစကားလုံးချင်းရတဲ့ဟာတွေစကားလုံးချင်းစီရမလိုတဲ့ဟာတွေအဓိကတော့ ed ပေါင်းထည့်ရတာမဟုတ်တဲ့ verb တွေပေါ့ Okay တစ်ချက်လောက်ကြည့်ကြည့်အောင် regular verbs တွေမှာ ed ပေါင်းထည့်ရတယ် verb တွေ clean တို့ finish တို့ start တို့ဒါတွေဆိုလို့ရှိရင် ed ပေါင်းထည့်ရုံနဲ့ verb 2 verb 3ဖြစ်သွားတယ်ပေါ့နော် irregular verb တွေဆိုလို့ရှိရင် buy bought have had ပြီးရင် break broke broken fall fell fallen see saw seen go went gone ဒါမျိုးလေးတွေပေါ့နော်ဒါတွေကတော့ Ferraro အနေနဲ့မှတ်ထားဖို့လိုအပ်တယ် Okay present perfect ဆိုတာတဲ့ present perfect ကိုဘယ်အချိန်ဒီမှာတုံးလဲ an action in the past အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာဒါပေမဲ့ with a result now အခုလက်ရှိအချိန်အနေနဲ့ဆက်ဆက်မှုရှိနေတဲ့ဟာ past simple present perfect ဒီနှစ်ခုကတော်တော်လေးရောတတ်တယ်နှစ်ခုလုံးက action က past မှာဖြစ်တာဟုတ်တယ် past simple ကသူက present နဲ့ဘာမှသက်ဆိုင်မှုမရှိဘူး present perfect ကအဲ့လိုမဟုတ်ဘဲねအခုလက်ရှိအခြေအနေမှာဖြစ်နေတဲ့ present မှာဖြစ်နေတဲ့ result ကိုအဓိက focus လုပ်ပြီးပြောချင်တဲ့အခါတွေမှာတုံးတယ်ပေါ့နော် I've lost my passport ပျောက်သွားတယ်ဆိုတော့အခုသူ့ရဲ့လက်ထဲမှာ passport ရှိမနေဘူး passport ရှာမတွေ့နေဘူးဆိုတာကိုပြောချင်တာ Where's Rebecca ဘယ်မှာလဲ She's gone to bed သူအိပ်ယာဝင်သွားပြီဆိုတော့သူအခုအိပ်ယာမှာဆိုတဲ့အဓိပ္ပာယ်ပေါ့ We bought a new car ဆိုတော့ငါတို့မှာကားအသစ်ရှိသွားပြီဆိုတဲ့အဓိပ္ပာယ် If Rachel's birthday tomorrow တဲ့ Yes Rachel's birthday is tomorrow မနေ့ပြန် Rachel ရဲ့မွေးနေ့ and I haven't bought her a present လက်ဆောင်မဝယ်ရသေးဘူးဆိုတော့လက်ဆောင်မရှိသေးဘူးပေါ့ Bob is away on holiday အားလည်းရခရီးထွက်နေတယ် Oh where has he gone သူအခုဘယ်မှာလဲဆိုတာမေးရအခုလက်ရှိအခြေအနေမှာဖြစ်နေတဲ့ result ကိုအဓိကမေးချင်တာ Can I take this newspaper ဒီသတင်းစာယူသွားလို့ရမလား Have you finished with it ဖတ်ပြီးသွားပြီလားလိုသေးလားဆိုတာမေးချင်တာ present perfect လို့ပြောလိုက်တာနဲ့ action in the past မှာဖြစ်ခဲ့တဲ့ action ဒါပေမဲ့ with a result now အခုလက်ရှိအခြေအနေမှာ result ပေါ်နေတယ်အဓိက result ကိုပြောချင်တဲ့အခြေအနေမှာ present perfect ကိုတုံးတယ် has have plus verb 3 has have plus verb 3 has have plus verb 3 I we you they အများတွေတခုတက်ပိုတဲ့ဟာတွေအကုန်လုံးကို have နဲ့တုံးမယ် he she it အနေတခုကင်းဒီအကုန်လုံးကို has နဲ့တုံးမယ် negative ဆိုလို့ရှိရင် have not haven't has not hasn't okay အဲ့ဆိုလို့ရှိရင်เนาะဒါလေးရမယ်လို့ထင်ပါတယ်မေးစရာရှိလို့ရှိရင် comment မှာမေးထားလို့ရပါတယ် unit 50 exercise တွေလုပ်ရမယ် answer check လုပ်ရမယ် answer check လုပ်ဖို့အတွက်ဒီ PDF file ရဲ့နောက်ဆုံးမှာအဖြေတွေအကုန်ပါပါတယ် Vera လေးပဲ video လေးတွေလုပ်ပေးထားဖို့ရှိပါတယ်တခုချင်းစီဖြေပြပြီးတော့ရှင်းပြထားတဲ့ video ပေါ့
Okay အဲ့ဒါဆိုလို့ရှိရင်တော့ thank you for your time and have a good day. Thank you.